အားလုံးပဲမင်္ဂလာပါရှင်ကဲမမေကလေဈေးကွက်မှာအရန်ပေါက်ပြီးတော့ရောင်းမလောက်ဖြည့်မလောက်တဲ့ရွှေမရတီရဲ့ Billit Foundation ထုတ်လေးတွေကနော်1နဲ့2နဲ့ဘာကွာလဲဆိုတာလေးကိုမမေကတက်ချလေးကိုစမ်းပြခြင်းလို့ပေါ့နော်1လေးကကြတော့မမေတို့လိုအသားဖြူတဲ့လူတွေပေါ့နော်သုံးလို့ရတယ်ဒါပေမဲ့1လေးနဲ့2လေးနဲ့တိတ်မကွာဘူးဆိုပြီးတော့တိတ်မကွာဘူးပေါ့နော်တိတ်မကွာဘူးလို့ပြောလို့မမေကဒါလေးကိုစမ်းပြမယ်ဒါလေးကကြတော့မမေအခုလိမ့်ပြတာလေးကကြတော့ဒါ1လေးပေါ့နော်1လေးကကြတော့မမေဒီဘက်ခြမ်းလေးကိုလိမ့်ထားလိုက်မယ်1လေးကပေါ့နော်မမေဒီဘက်ခြမ်းလေးကိုပြင်ပြပါမယ်1လေးကကြတော့မမေတို့လိုအသားဖြူတဲ့လူတွေတဲ့အသားဖြူတဲ့လူတွေသုံးတာပေါ့နော်သူကလေမိတ်ကပ်သားလေးကလေဒါလိမ့်လေတက်လေပေါ့နော်ဒီမှာကြည့်1လေးနော်မမေကအသားဖြူလို့လားမသိဘူးလိမ့်လိုက်တာနဲ့ကိုလေလုံးဝကိုလေဒါဂလိုးနာပေါ့နော်ပြောင်လေးဖြစ်နေတာတွေ့လားမိတ်ကပ်သားလေးတက်နေတာနော်ဒါ1လေးပါဒါလေးကကြတော့1လေးနော်01လေးနော်01လေးဒါအခုဒီဘက်ချမ်းအောင်မမေ02လေးလိမ့်ပါမယ်ဒီမှာနော်02လေး02လေးမမေလိမ့်ပါမယ်02လေးကကြတော့လေအသားညိုတဲ့လူတွေသုံးတာပေါ့နော်ဒါပေမဲ့မမေကလေ01လေးကိုလည်းကြိုက်တယ်02လေးကိုလည်းကြိုက်တယ်ပေါ့နော်02လေးကကြတော့အဝါဖောက်လေးပေါ့နော်အဝါဖောက်လေးဆိုတော့ဒါအသားလေးကပို့ပြီးတော့ညက်တယ်ပေါ့နော်ဒါပေမဲ့တိတ်တော့မကွာဘူးပေါ့နော်1နဲ့2နဲ့တိတ်မကွာဘူးမမေကတော့ဒါ2မျိုးလုံးကြိုက်တယ်နော်2မျိုးလုံးကြိုက်တယ်မိတ်ကပ်သားလေးကလုံးဝကိုလေးဂလိုးပြီးတော့ကြည်ပြောင်းတာဒီမှာကြည့်နော်ဒါလေးက2လေး2နဲ့ပြင်ပြတဲ့အပိုင်းလေးလုံးဝတွေ့လားဒီမှာကြည့်မီးရောင်မှာကြည့်နော်ဂလိုးနေရောဘာအဖက်မှထည့်မထားဘူးနော်ဒီမှာကြည့်ဂလိုးပြီးပြောင်တက်နေရောနော်လိမ့်လိုက်တာနဲ့ကိုလေတက်ချလေးတော်တော်လေးကောင်းတယ်ဒါလေးကဒီဘက်ချမ်းလေးက01လေးပါရှင်အဲ့တော့ foundation ကြိုက်တဲ့သူလေးတွေအတွက်ဆိုရင်သူကလေ SPF 35 PA+ 3လုံးပါဝင်တဲ့အတွက်ဒီလိုမင်းတို့လိုမီးရောင်တွေပေါ့နော်ဒီလိုမီးရောင်တွေကလာတဲ့ UV ray တန်တွေကိုလည်းခံနိုင်တယ်နေရောင်ကြီးတန်းကိုလည်းသူကကာကွယ်ပေးတယ်နောက်တစ်ခုကကြတော့လေသူကအသားဖြူဖြူညိုညိုသုံးလို့ရတယ်နော်သုံးလို့ရတယ်နောက်တစ်ခုကကြတော့လေဂလိုးတယ်ပေါ့နော်မိတ်ကပ်သားလေးကလုံးဝကိုဂလိုးပြီးပြောင်တင်းတင်းလေးပေါ့နော်နောက်တစ်ခုကကြတော့သူကကြတော့လေသူကကြတော့အသားဖြူဖြူညိုညိုလဲသုံးလို့ရတယ်ပြီးတော့ဒီမှာနော်ဘူးကြိုက်တဲ့သူလေးအတွက်ဆိုရင်လည်းဘူးက01 02ရောမမင်းရှိမှာရောက်ရှိထားတဲ့အတွက်လာပြီးတော့မှားလို့ရပါတယ်ဒါလေးအထုပ်လေးစမ်းသုံးချင်တဲ့သူလေးအတွက်ဆိုရင်ဒီလို7ပဲတထုပ်ဆိုရင်1000ခွဲချက်ပေါ့နော်နောက်တစ်ခုကကြတော့လေသူကဒီနေ့အမဲဆက်ကိုကာဗာလုပ်ပြီးဖုံးချင်တဲ့သူတွေအတွက်ဆိုရင်လုံးဝအဆင်ပြေတယ်နော်ဒီတက်ချလေးကလေဒီတထုပ်ဆိုရင်လည်း7မဲပါဝင်တဲ့အတွက်ဒါမင်းဆိုရင်ပထမဖောက်ထား02လေးပေါ့နော်ဒီ02လေးကတထုပ်ကလုံးဝမကုန်သေးပါဘူးเนาะတော်တော်လေးအသုံးခံတယ်စမ်းသုံးချင်တဲ့သူလေးအတွက်ဆိုရင်အထုပ်လေးတွေသုံးပေါ့နော်စမ်းသုံးရင်းနဲ့မှပြန်ပြီးရောင်းချချင်တဲ့သူလေးအတွက်ဆိုရင်12ထုပ်ကနေစပြီးတော့เนาะ12ထုပ်ကနေစပြီးမင်းရှိမှာလက်ကားစီရပါတယ်ရှင်เนาะဒီလိုအထုပ်လေးတွေသုံးလို့မလောက်ဘူးမဝဘူးဘူးကြီးကိုမှကြိုက်တဲ့သူလေးအတွက်ဆိုရင်ဒီမှာဘူးကြီးကလည်း01 02ရှိပါတယ်20မယ်ပေါ့နော်ဒီလိုဘူးကြီးက20မယ်ပါပါတယ်ဒီတဘူးဆိုရင်4300ကျပ်ဆိုတော့အရန်ပဲတန်ပါတယ်ရှင်เนาะအရန်ပဲမိုက်နေရောပေါ့နော်ဒီလိုအကိတ်ကြီးเนาะအကိတ်ကြီးလာတာကဲမှာယူခြင်းနဲ့အသေးစိတ်မေးမြန်းဆက်သွဲပြီးတော့မင်းမြန်းချင်တဲ့ဆိုရင်မမေရဲ့တီတီချက်ပေါက်လေးသို့မဟုတ် Viber ဖုန်း8809 ကနေလဲလာပြီးတော့မင်းမြန်းဆက်သွဲမှာယူနိုင်ပါတယ်ကဲတနေ့ကုန်ဂလိုးပြီးတော့ကြီးပြောင်လေးနဲ့เนาะမိတ်ကပ်သားတက်ပြီးတော့ဒီလိုမျိုးလေးမင်းလို့လှကျင်တယ်ဆိုရင်ရွှေမူရတီ Billit Foundation လေးသာအပြေးပြီးတော့မှာယူလိုက်တော့เนาะ